연호 디오리 어서 오세요. ခုကညာ12နာရီရောထိုးနေပြီထုံးစံတိုင်းမြန်နိုးဘိုက်ကဒီချိန်ဆိုစားလာပြီကွာအဲ့တော့မြန်နိုးအိမ်ကိုပတ်ရှာလိုက်တယ်ရှာလိုက်တဲ့အချိန်မှာမြန်နိုးဝယ်ထားတဲ့ဒီ spicy နဲ့ရောင်ထုံလေးထုတ်ကြံသေးရဲ့အဲ့တော့ထုံးစံတိုင်းပဲဘိုက်စာနေရဆိုတော့ဒါလေးကိုဝယ်သွားပြီးတော့ပြုတ်စားလိုက်တော့မယ်ခုမြန်နိုးခောက်ဆွဲသွားပြုတ်လိုက်မယ်ပြီးတော့လို့ရှိရင်ပြန်လာခဲ့ပြီ A few moments later. အခုမြန်နိုးကခောက်ဆွဲသွားပြုတ်ပြီးသွားပြီပေါ့နော်အဲ့တော့စပြီးတော့နေပါမယ်ကြိတ်ပြီလေပြီးတော့အေးရမြင်လို့အောက်ကနေတက်ခါတယ်ထည့်လိုက်ဆက်လို့ရှိရင်တောက်ဖို့အတွက်တော့စားပါပြီရမ်းကောင်းမဲ့ပုံမွေးမွေးနေရပဲစားရတော့မယ်ရမ်းကောင်းတယ်ဘိုက်စာညင်ရမည်ဒီနေ့ရကျွဲစားရတော့ကအရင်စားကျင်စပွဲလေးဖြစ်လာဒီတော့အိမ်မှာတူလိုက်ရှာသေးတယ်တူမတွေ့ဘူးအဲ့နဲ့ခင်းနဲ့ပဲကြိတ်လိုက်တော့
မျိုးတို့အခုဆိုလို့ရှိရင်စားလို့ပြီးသွားပြီပေါ့နော်ဘိုက်လည်းတော်တော်လေးတင်းသွားပြီအဲ့တော့မျိုးတို့အိတ်တော့မယ်မျိုးတို့ကစိတ်ကူးပေါက်တိုင်းစားပါမို့လို့မျိုးတို့ရဲ့ blog လေးတွေကိုမျိုးတို့ရဲ့မျိုးတို့ theory မှာအမြဲတင်ပြတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ like and follow လုပ်ထားဖို့မမေ့နဲ့နော်တဒါနောက်ဗီဒီယိုမှာပြန်တွေ့မယ်